လာပါဒီပတ်မြန်မာမှာကျူဆိုလိုက်ပါတယ်ဒီကတော့ကဘာပေါ်မှာလက်ဆုံးရေကန်ကိုတည်ပါသလားဟုတ်ကဲ့ပါရေကန်ကမီတာ1600ကျော်လက်တဲ့ဆိုရင်တင်ရုံနိုင်မလားဒီနေ့တော့ကဘာအနက်ဆုံးရေကန်အကြောင်းကိုပြောပြပေးပါမယ်ဒီရေကန်ရဲ့အမည်ကတော့ Lake Baikal ဖြစ်ပြီးရုရှားနိုင်ငံမှာတည်ရှိပါတယ်ကဘာကအနက်ဆုံးရေကန်ဖြစ်တယ်လို့ကဘာအကြီးတွင်းမြင့်နှံ့ရှင်းတဲ့ရေချိုအများဆုံးကိုလည်းတင်ဆက်ထားပါတယ်Lake Baikalမှာတခြားနေရာမှာမတွေ့ရတဲ့တိရစ္ဆာန်5မျိုးစိတ်ရာပေါင်းများစွာရှိပါတယ်ဆောင်းရာသီရောက်ရင်ရေခဲထူထပ်ပြီးကြည်ပြင်လှပတဲ့ရေခဲမျက်နှာပြင်ကြောင့်ကဘာလက်ခီးသွားသူအများပြားလာရောက်ကြပါတယ်သိပ္ပံပညာရှင်တွေကဒီရေကန်ဟာနှစ်ပေါင်း25တန်းကျော်သက်တမ်းရှိတယ်လို့ယုံကြည်ကြပါတယ်ဒါကြောင့်ကဘာအရှိကြဆုံးရေကန်တွေကတစ်ခုလည်းဖြစ်ပါတယ်Lake Baikalကအကြောင်းကတင့်ကိုအံ့ဩစေရဆိုရင် like and subscribe လုပ်ပေးပါနောက်ထပ်စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို daily ပတ်မြန်မာမှာဆက်လက်တင်ပြပေးသွားမှာပါ